Christmas မှာ Christmas ရောက်ရင်သိပျော်တာလက်ဆောင်များစီရလို့ပါလက်ဆောင်ပေးဖို့စဉ်းစားပါဒါဟာတကယ်တော့ဝမ်းနေစရာတကယ်ရှိတာလက်ဆောင်ပါ လူစားတိကိုခံယူကဝေးဖွာလို့လာ Christmas မှာ Christmas ရောက်ရင်သိပျော်တာလက်ဆောင်များကြီးရလို့ပါလက်ဆောင်ပေးဖို့စဉ်းစားပါဒါဟာတကယ်တော့ဝမ်းနေစရာဒီချစ်တဲ့လက်ဆောင်ပါဝင်ပြန်ပေးလေအိမ်ပေးတဲ့ကပေးမယ်ပိုင်နာကိုပေးမယ်ဒါပဲချက်ကလို့ချင်နေတဲ့သက်တာဒီလိုချစ်ပြီးတော့နာကြချင်တဲ့ဖြစ်ပေးလိုက်ပါ